ကဲဒီနေ့ကကြတော့ငတိုင်းချောင်းသူနဲ့ကုန်းမြင့်သူနဲ့ပေါ့နော်ဥစ္စာကမှအလုပ်ပိတ်ရလဲတူတာနဲ့ပေါ့နော်ချိန်ပြီးတော့2ယောက်သား6လဲပြကြပါတယ်မြန်မာအစားအစာတွေလည်းအများကြီးစားခဲ့တယ်ပေါ့နော်ဥစ္စာကမှရှိရဲ့မြန်မာဆိုင်ပါပေါ့နော်မြန်မာပြည်အလွမ်းပြည်ပေါ့နော်တင်မော်ဒီတောင်းနေလဲစားခဲ့တယ်မလာချန်ကိုပြီးတော့လက်ဖက်တော့ပေါ့နော်အဓိကကတော့ဒါပဲရှိတယ်နော်စိတ်ဆက်သောပြင်းထန်သောတဲ့တွေ့ရတဲ့လူတွေသိခံတာလိမ္မာပါရတာပါရတာဘာလို့ရှိနေလဲဆရာလုံးဝဆက်ချင်ချင်တဲ့တေးဒီနော်လည်းရင်းခံမှာတော့ခွင့်နဲ့စဉ်းစားကြလူတွေလည်းမဘာလို့သိချင်တာက
tree မှာပါ အဖေမရမေး အဆီပါရမယ် အယုတ်ဝယ်လာတဲ့ကြောင်တော့ စမကမောက် banana ဟာလာကြအောင်ဖေးလေးကနေလာခဲ့တော့ပြီးတော့ အေးမတော့ကလည်းညာရက်ပြီ Let's go ခိုင်ရဒီမတ်စ Let's go Bye bye ဘယ်ကနေပြန်လာမလဲဘူတာဘယ်ကတော့သွားဒီလောက်အများကြီးကို ဒီနေ့ကပါနေတယ်